အားလုံးပဲမင်္ဂလာပါဒီနေ့ကျွန်တော်အနေနဲ့ယေရှုခရစ်တော်ကသူ့ကိုမယုံကြည်မလက်ခံတဲ့သူတွေအကုန်လုံးငရဲချပစ်မယ်ဆိုရင်အဲ့ဒီယေရှုခရစ်တော်ဖခင်ကတရားတဲ့ဖခင်ဖြစ်ပါလားဆိုတဲ့မေးခွန်းအောက်မှာဆွေးနွေးသွားပေးခြင်းနဲ့ဆိုတော့ဒီအဖြေကိုသိချင်တယ်ဆိုရင်ဒီဗီဒီယိုဖိုင်ကိုအဆုံးထိကြည့်ရဖို့အတွက်ဖိတ်ခေါ်ပါစေဒီမေးခွန်းရဲ့အဖြေကဘယ်ထဲမှာရှိလဲဆိုရင်တမန်ကျမ်းစာထဲမှာရှိပါတယ်ကနဦးကဘာဦးအစမှာလူသားတွေကဖျားသခင်ရဲ့ပညာချက်ကိုချိုးဖောက်ခဲ့မိတဲ့အတွက်ကြောင့်မို့ငရဲတွားခဲ့ရခြင်းဖြစ်တယ်။ဒါကလူသားတွေငရဲကိုတွားရခြင်းရဲ့ကနဦးအစအကြောင်းအရင်းဖြစ်တယ်။အဲ့ဒီလူသားတွေကငရဲကိုတွားရမယ့်လမ်းကြောင်းကိုဖျားကပို့ပေးခဲ့တာမဟုတ်ဘဲနဲ့သူ့ရဲ့နာမခံခြင်းသူ့ရဲ့ပညာချက်ကိုကျူးလွန်ခြင်းအပြစ်ကြောင့်မို့သူကငရဲတွားခဲ့ရတာဖြစ်တယ်။ဆိုတော့သူငရဲတွားရမယ့်လူသားတွေကိုယေရှုခရစ်တော်ကငရဲတဲကနေလွတ်မြောက်ရာလမ်းကိုပြင်ဆင်ပေးခဲ့တာဖြစ်တယ်။ဆိုတော့ယေရှုခရစ်တော်ပြင်ဆင်ပေးခဲ့တဲ့လွတ်မြောက်ရာလမ်းကိုရှောက်ရင်ငရဲတဲကနေလွတ်မြောက်ရတဲ့အခွင့်ကိုရမယ်။အဲ့ဒီလမ်းကိုမရှောက်ဘဲနဲ့သူ့ရဲ့မူရင်းငရဲတွားရမယ့်လမ်းကိုပဲသူရှောက်မယ်ဆိုရင်သူကငရဲတွားရမှာဖြစ်တယ်ဆိုတော့ဒီအရာကိုထောက်ခြင်းအားဖြင့်ယေရှုခရစ်တော်ကလူသားတွေကိုသူ့ကိုမကိုးကွယ်ရင်သူ့ကိုလက်မခံရင်ငရဲချပစ်မယ်လို့ချိန်ချောက်ခြင်းမျိုးမဟုတ်ဘဲနဲ့လူသားတွေငရဲတွားနေရမယ့်လမ်းကနေလွတ်မြောက်ရာလမ်းကိုသူပြင်ဆင်ပေးခဲ့တယ်အဲ့ဒီသူပြင်ဆင်ပေးခဲ့တဲ့လွတ်မြောက်ရာလမ်းကိုမလျှောက်ရင်သူငကိုမူရင်သူတွားရမယ့်ငရဲဆိုတဲ့လမ်းကိုသူတွားရမှာဖြစ်တယ်ဆိုတဲ့အရာကိုတမန်ကျမ်းစာကပြောပြထားခြင်းဖြစ်တယ်အဲ့ဒါကြောင့်မို့ယေရှုခရစ်တော်ကအသက်ကြီးတဲ့ဖခင်လားသို့မဟုတ်မတရားတဲ့ဖခင်လားလို့ပြောစရာဘာအကြောင်းမှမရှိပါဘူး။ဘာကြောင့်လဲဆိုရင်လူသားက original ကိုအပြစ်သားအဖြစ်မွေးဖွားလာပြီးတော့ original ကိုငရဲတွားရမယ့်လမ်းကြောင်းမှာရှောက်နေတဲ့လူသားတွေဖြစ်တယ်။အဲ့ဒီငရဲတွားရမယ့်လမ်းကြောင်းကနေပြီးတော့ယေရှုခရစ်တော်ကငရဲတွေကနေလွတ်မြောက်ရာလမ်းကိုပြင်ဆင်ပေးခဲ့တာဖြစ်တယ်။အဲ့ဒီလမ်းကိုရှောက်ရင်ငရဲတွေကနေလွတ်မြောက်မယ်။အဲ့ဒီလမ်းမှာမရှောက်ချင်ဘဲနဲ့သူ့ရဲ့မူရင်းလမ်းကိုပဲရှောက်နေခြင်းကယေရှုခရစ်တော်မတရားဘူးလို့ပြောလို့မရပါဘူး။ဘာကြောင့်လဲယေရှုခရစ်တော်ကငရဲတွေကနေလွတ်မြောက်ရာလမ်းကိုပြင်ဆင်ပေးပြီးသားဖြစ်နေတဲ့အတွက်ကြောင့်ဖြစ်တယ်ဆိုတဲ့အကြောင်းအရာကိုကျွန်တော်အနေနဲ့ဒီများတော့ဝေငှပြီးတော့နှိကုံချုပ်ပါတယ်အားလုံးပါဖျားရှင်သားရဲ့ကောင်းချီးပေးပါစေ။